ဟုတ်ကဲ့ဒါကတော့မကြေပွဲလေးပါခင်ဗျာ3ကနေ36ဖြစ်သွားပါပြီခင်ဗျာ3ကနေ36ဖြစ်သွားပါပြီဟဲ့ဟိုဘက်ကကိုမင်းစားပြပါခင်ဗျာအနေညာသားလေးဖမ်းထားတယ်ကိုပဲလေးလိုက်ထောင်ထားပါတယ်ခင်ဗျာကိုရမင်းထုံးလုံးသက်ထားတယ်ခင်ဗျာဒါဘောပါပဲခင်ဗျာကျေးဇူးတင်ပါတယ်ပြီးပါပြီကလူလေးစီမပါဘူးဘေးတွေထိုးအောင်ကဲတန်နေညာသားလေးစားပေးပါခင်ဗျဝေးပါတယ်ခင်ဗျမကတော့လက်ဘောပါပဲခင်ဗျကိုမင်းစားပေးထိုးထားတယ်ကိုရမင်းထိုးစီပါခင်ဗျကိုပဲလေးထောင်ထားပါတယ်ကိုရမင်းထိုးမယ်လုံးတို့ထားပါတယ်ခင်ဗျမကတော့လက်ဘောပါပဲခင်ဗျတန်နေညာသားလေးစားပေးပါမင်းကိုဖမ်းလာပါတယ်ကိုပုကာတလုံးမိထားပါတယ်ခင်ဗျဝမ်းလက်ပါခင်ဗျကိုကြီးလာပြောနေတာတန်နေညာသားလေးစားပေးပါပဲကျော်သူလေးဖမ်းထားပါတယ်ကိုဘလူလိုက်ထောက်ထားပါတယ်ကိုပုပါခင်ဗျကိုရမင်းထုံး10ဝက်လုံးမိထားပါပြီကိုရမင်းထုံးမယ်ကိုမျိုးနောက်ကလည်းလုံးမိထားပါတယ်ခင်ဗျကမင်းကိုပြစ်ပါပြီဒါသားလေးလိုက်ထောက်ထားပါတယ်ကိုရမင်းထုံးပါပဲကိုဘူးထောင်ရပါတယ်ရမင်းကိုလောဝါပါခင်ဗျကိုဘီးစားပေးပါတို့ထားပါတယ်ခင်ဗျ2ဘလုံးစားပေးချိန်ပါတယ်1လက်ပါပြန်လည်ညာသားလေးစားပေးပါကိုမင်းဖမ်းထားတယ်ကိုဘူးထောင်ထားပါတယ်ကိုပူပါပဲကိုမင်းတို့10ဝက်တစ်လုံးမိထားပါပြီကိုရမင်းတို့ပါပဲကြားပါတယ်ခင်ဗျမှတ်တတ်ပါတယ်2လက်ပါခင်ဗျစိတ်ကမကောင်းဘူးမင်းကမွေးတော့ဘူးဒီလေးနဲ့ဘယ်လိုပဲတောင်းမှာပေါ့ကဲမှတ်ကတော့2လက်ပါညာသားလေးစားပေးပါပဲခင်ဗျမေကိုမတ်တက်ပါခင်ဗျ3လက်ပါနှမချမ်းပါဘယ်ငါပေးမလားဟမ်ဟုတ်ပြီတော့ဝေးပါတယ်ခင်ဗျစားပေးချိန်ပါတယ်လက်3ပါခင်ဗျကိုမင်းစားပေးပါကိုမင်းထုံးဖမ်းလာပါတယ်ကိုပဲလေးထောင်လာပါတယ်ကိုမင်းထုံးပါပဲကြားတယ်ခင်ဗျာ3လက်ပါခင်ဗျာဒီမှာခုနကဝေးတာမနေဘူးဒီဘေးစပုံမနေဘူးသူကနေဟိုပါပြီဒါရင်ညာသားလေးစားပေးပါပဲဒီလိုလေးထောင်လာပါတယ်မင်းကိုပြစ်ထားတယ်ခင်ဗျာကြားပါတယ်ခင်ဗျာစားပေးချိန်ပါတယ်လက်3ပါခင်ဗျာဘာကိုမင်းစားပေးပါပဲဝေမင်းစီထိုးထားတယ်ဝေလေးထောင်းပါတယ်ဝေမင်းထုံးမယ်10ဝက်လုံးမိသွားပါခင်ဗျဝေမင်းကိုပြစ်ထားတယ်ညာသားလေးဖမ်းထားပါတယ်ခင်ဗျကိုပဲလေးပဲထောင်းပါတယ်ကိုဘူးမိသွားပါခင်ဗျဝေမင်းကိုပဲကြားပါတယ်ခင်ဗျစားပေးချိန်3လက်ပါပဲဒါလည်းညာသားလေးစားပေးပါမယ်ခင်ဗျဝေးပါတယ်ခင်ဗျလက်3ပါပဲကိုမင်းစားပေးဝေးပါတယ်ခင်ဗျဒါလည်းညာသားလေးစားပေးပါပဲဒါစားပေးထိုးထားတယ်ဝေးပါတယ်ခင်ဗျလက်3ပါပဲ
ကိုမင်းစားပြီးထိုးထားပါတယ်ညာသားလေးဖမ်းထားပါတယ်ကိုပဲလေးထောင်ထားပါတယ်ခင်ဗျဝေမင်းထုံးမဲဝေးပါတယ်ခင်ဗျအမှတ်တက်ပါတယ်1-3ပါကိုမင်းစားပြပါပဲဝေမင်းထုံးဖမ်းထားပါတယ်ကိုပဲလေးထောင်ထားပါတယ်ဝေမင်းထုံးမဲ